ဘောင်းထားစားကြီးချစ်စရာလေးဘယ်သူလိုက်မှာလဲလီလီလိုက်မှာမနေ့ပေါင်းချရေးပါလေမပြီးသေးဘူးမီတင်လောက်မှာပြည်တဲ့ကြောင့်စိတ်ရင်းလေးရေပေါ့နော်ဒီနေ့ကမီတင်ရက်လေးဖြစ်ပါတယ်ကိုကမီတင်လုပ်မယ်ဆိုလို့ရှိရင်ကိုမီတင်လုပ်မယ်အချက်လေးတွေကိုပေါ့နော်ဒီလိုမျိုးလေးရေးပြီးတော့မှသာလေမီတင်လုပ်လို့ရှိရင်ကြတော့ကိုပြောချင်တဲ့စကားတစ်ထိရောက်တယ်ပေါ့နော်အဲ့ဒီမီတင်ကိုတော့ကိုအမြဲတမ်းသုံးနေတယ်နော်မီတင်မလုပ်ခင်စည်ရင်းလုပ်တာကကြတော့ကိုလုံးလိုက်တဲ့အချိန်မှာအကျိုးအများကြီးရှိတယ်ဒီစည်ရင်းတိုင်းသွားမယ်ဆိုလို့ရှိရင်တို့တော့လည်းအချိန်မပုတ်တော့ဘူးပေါ့နော်ဒီနေ့ကလေး food spa ဆိုင်မှာဆိုလို့ရှိရင်တော့ဗောနော်တပတ်ကိုတစ်ချိန်မီတင်လေးထိုင်ဖြစ်တယ်တင်းမော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်တင်းမော့ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေအစင်မပြေမှုတွေအကုန်လုံးပြန်ကြားပြီးတော့မှကိုကသူတို့ကြားထဲမှာညှိပြီးတာတို့ကိုဘက်ကလိုအပ်ချက်ဆိုလို့ရှိရင်ကိုသိရတာဗောနော်အဲဒါကြောင့်မလို့ဆိုင်မှာဧည့်သည်လေးလည်းရှိရတဲ့ကြောင့်အတန်တော့နည်းနည်း short ပြောလိုက်တာဗောနော်အဲချိန်မှာကိုကဒီနေ့ကမီတင်ရက်လည်းဖြစ်တယ်အဲဒါကြောင့်မလို့ကိုကသေချာနှုတ်ထုတ်ထားတာဗောနော်ကိုကဆိုင်မှာကိုကဧည့်သည် customer ကိုဧည့်သည်ကြားတဲ့အချိန်မှာဝင်လောက်တာပဲဖြစ်ဖြစ်ကိုကမလုပ်ခဲ့ဘူးဆိုတော့မှစည်ရင်းပိုင်းတွေစစ်တာတော့အဲ့လိုမျိုးပေါ့နော်ဆိုင်ကိုရောက်တဲ့အချိန်မှာဒါလေးတွေလုပ်ဖြစ်တယ်စည်ရင်းဆိုလို့ရှိရင်လည်းတို့ဒီလိုမျိုးပေါ့နော်တို့စည်ရင်းစာအုပ်တွေနော်ပြီးလို့ရှိရင်ဘောင်ချစစ်တာဘောင်ချဖြတ်တာတွေကမှအစားတခြားစစ်ပေးရဒါကတော့ manager ပုံမှန်ကတော့ manager လုပ်တာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဘောင်ချဖြတ်တာတွေကိုပြန်စစ်ပေးရတယ်ပေါ့နော်အဲ့လိုလေးတွေပြန်စစ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတွေကတော့ကိုအများလုပ်ဖြစ်နေတဲ့ဟာလေးပေါ့နော်ကြံလေးလည်းရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့လေးလပိုင်းကျရင်လည်းအထူး promotion ရှိရယ်เนาะအဲ့ဒါလေးလည်းပြတ်ချင်ပါတယ် promotion ကတော့လတိုင်းရှိရယ်ဒါပေမဲ့ကြံကြရင်တော့ဟိုမြန်မာနှစ်တစ်ခုကြံဖြစ်တဲ့အတွက်ကြောင့်မလို့အထူး promotion လုပ်ဖို့ရှိပါတယ်เนาะဒီနေ့ကလေးဆိုင်ကိုလာတဲ့သူများအားလုံးကလည်းဒီ promotion လေးတွေကိုပဲသဘောကျပြီးတော့လာရောက်ပြီးအားပေးကြတာများတယ်เนาะအဲ့ဒါကြောင့်မလို့လည်းအများကြီးကျေးဇူးတင်ပါတယ်เนาะဒါဆိုလို့ရှိရင်တော့စရင်းလေးဆက်လုပ်လိုက်အောင်မယ်เนาะဒီဗီဒီယိုလေးကတော့ဘာမှမဟုတ်ဘဲနဲ့အလုံးလုံးနေနေမှာဟိုတချင်းလေးနားထောင်ရင်းနဲ့မှာတင်ပေးလိုက်တာဖြစ်တယ်အခုကတော့မီတင်လေးစတော့မှာမို့လို့เนาะဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်အားလုံးကိုကျေးဇူးပါတတာ